Santos အသင်းဟာဘရာဇီးတိုက်စစ်မှုနေမာကို2026 ဒီဇင်ဘာ31ရက်အထိတက်တန်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ကြောင်းအတည်ပြုကြေညာခဲ့ပါတယ်။နေမာဟာအစောပိုင်းတုန်းကကမ္ဘာဖလားအခွင့်အရေးအတွက်ဥရောပကိုပြန်လည်ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေကြောင်းသတင်းထွက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ Santos အသင်းမှသာဆက်ကစားဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ Santos ကနေမာရဲ့ကစားသမားဘဝအစပြုတဲ့အသင်းဖြစ်ပြီး2025 ဇန်နဝါရီမှာမှအသင်းကိုတကြောပြန်ရောက်ရှိခဲ့တာပါ။လာမယ့်ဖေဖော်ဝါရီမှာအသက်34နှစ်ပြည့်မဲ့နေမာဟာပြီးခဲ့တဲ့ရာသီကဒုတိယရှိနေတဲ့ကြားကခွဲစိတ်ကုသမှုပြုလုပ်ဖို့ကိုရွှေ့ဆိုင်းထားပြီး Santos အသင်းတမ်းမစင်ရအောင်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ Santos ကကျွန်တော်ရဲ့နေရာပါကျွန်တော်အိမ်မှာရှိနေတာပါခင်ဗျားတို့နဲ့အတူကျွန်တော်ရဲ့ပျောက်ဆုံးနေတဲ့အိမ်မက်တွေကိုရယူသွားချင်ပါတယ်လို့နေမာကစာချုပ်သက်တမ်းတိုးတဲ့ဗီဒီယိုမှာပြောကြားခဲ့ပါတယ်။နေမာကဘရာဇီးလူရေးစင်အသင်းနဲ့အတူ2026ကမ္ဘာဖလားပြိုင်ပွဲမှာဆင်နွှဲခွင့်ရဖို့မျှော်လင့်နေပြီးနီးပြအန်ဆယ်လော်တီကတော့ကြန့်ခိုင်မှုပြေးဝဖို့လိုအပ်ကြောင်းသတိပေးထားပါတယ်။